အားလုံးပဲမင်္ဂလာပါဒီနေ့သင်ခန်းစာမှာတော့ဆရာတို့က Microsoft Word tutorial တွေကိုစပြီးလေ့လာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဆရာတို့ရှိမှာ Computer Basic Course အနေနဲ့ exercise book ပေးထားတဲ့အထဲမှာဒီ exercise book တရားရှိတဲ့ exercise တွေ tutorial တွေကိုလေ့ကျင့်ထားပြီးသားဖြစ်တယ်ပေါ့နော်အဲ့ထဲမှာတည်သိထိုက်တဲ့အရာတွေသိဖို့လိုအပ်နေသေးတဲ့အရာတွေကိုဆရာတို့ကထပ်ပြီးတော့ဒီ video tutorial မှာသင်မယ်ပေါ့နော်ဒီ video tutorial မှာတော့ဆရာတို့က hard copy အနေနဲ့စာအုပ်ကတော့ exercise book အနေနဲ့ထုတ်မပေးနိုင်ဘူးပေါ့နော်အဲ့အတွက် file လေးတွေကူးပေးထားမှာဖြစ်တယ်အဲ့ဒီ file လေးတွေတစ် file ချင်းစီကိုတပည့်တို့အနေနဲ့ကဖွင့်ပြီးတော့လေ့ကျင့်လေ့လာမှာဖြစ်တယ်ပေါ့ပထမအဆုံးအနေနဲ့ဆရာတို့က this pc ဆိုတဲ့ folder လေးကိုsorry file လေးကိုဝင်လိုက်မယ်ဆရာပေးထားတဲ့ folder တစ်ခုရှိနေပါအဲ့ဒီ folder တွေက file တွေကိုလာဖွင့်ရမှာပေါ့နော်ကို laptop မှာရှိတဲ့အဲ့ဒီ folder ရှိတဲ့ directory ကိုရှာပြီးတော့အလုပ်လုပ်ရမှာပေါ့နော်အဲ့ဒါဆရာတို့ဒီမှာဆရာရဲ့ Google ထဲမှာတော့ document ဆိုတဲ့ folder ထဲမှာ advanced Microsoft Word 2ဆိုပြီးတော့ရှိမယ်နော်အဲ့တော့အဲ့ဒီ advanced Microsoft Word 2ဆိုတဲ့ folder လေးတွေဝင်ပြီးသွားရင်ဆရာတို့ဟောဒီမှာ ribbon ဆိုပြီးတော့ file လေးကိုဖွင့်လိုက်မယ်ဒီသင်ခန်းစာမှာတော့ Microsoft Word ရဲ့ ribbon အကြောင်းကိုရှင်းပြမှာဖြစ်တယ်ပေါ့နော်ဆရာသုံးတဲ့ version ကတော့ Office 365 version ကိုသုံးတာပေါ့နော်တပည့်တို့ရဲ့ set ထဲမှာတော့တခြား Office version တွေဖြစ်နေတွေ့ဆိုလို့ရှိရင်လည်းအခြေခံသဘောတရားအဖြစ်တော့အတူတူပဲလို့သတ်မှတ်ကြမယ်နော်ပထမအောင်ဆုံးအနေနဲ့ဆရာတို့ကဒီမှာစာရွက်လေးတစ်ရွက်ပေးထားမယ်တစ်ရွက်မဟုတ်3ရွက်ရှိမယ်ပေါ့နော်ဆရာဒီမှာအဲစာရွက်ပေါ်မှာစာတွေရေးထားလို့ပေါ့အဲဒီ file လေးဖွင့်လိုက်တာနဲ့ဒီ document ကိုတွေ့ရမယ်အဲ့တော့ document ဆိုတာဆရာတို့အခုမြင်တွေ့နေရတဲ့ user interface အားလုံးကိုခြုံပြီးတော့ခေါ်တာနော်အားလုံးကိုဆရာတို့ကဒီစာရွက်3ရွက်ရှိရင်3ရွက်4ရွက်ရှိရင်4ရွက်ရွက်100ရှိရွက်200ရှိအဲ့ရှိတဲ့ file တစ် file ကိုဆရာတို့ document တစ်ခုလို့ခေါ်မယ်အဲ့ document ထဲမှာစာမျက်နှာဗဏ္ဍာမျက်နှာရှိတယ်ဆိုတာကိုဟောဒီဘယ်ဘက်တော့အောက်ချင်တာရှိတယ် page 1 or 3လို့ပြထားတယ်ဆရာရဲ့မြားလေးကိုကြည့်နော်အဲ့ဒီမြားလေးမှာ page 1 or 3လို့ပြထားမယ်ပေါ့နော်အဲ့တော့စာမျက်နှာနံပါတ်1 3ခုမြောက်ရဲ့1ပေါ့ရှိတဲ့စုစုပေါင်းစာရွက်အရေအတွက်က3ရွက်ရှိပြီပေါ့နော်ဒုတိယစာရွက်လေးကိုလာပြီးတော့ကာစာထောက်လိုက်မယ်ဆိုလို့ရှိရင်လည်း page 2 or 3လို့ပြလိုက်မယ်ဆရာတို့စာရွက်3ရွက်ရဲ့ဒုတိယစာရွက်မြောက်စာရွက်ဆိုတာကိုပြောထားတာပေါ့နော်စုစုပေါင်းစကားလုံးအရေအတွက်ကကြတော့1063လုံးရှိမယ်ပေါ့နော်ပြီးလို့ရှိရင်ဆရာတို့ကဒီမှာပေတံလေးရှိမယ် ruler လေးရှိမယ်နော် ruler လေးမရှိတဲ့လူတွေကတော့ view တွေကနေပြီးတော့ view menu တွေက ruler လေးကိုအမှန်ကျအပေါ်ဖြောက်လုပ်ပြီးတော့ပေတံလေးကိုခေါ်လို့ရတယ်နော်ဒါပေမဲ့အဲ့ဒီပေတံကိစ္စကိုခဏထားလိုက်အောင်ဆရာတို့ကဒီ ribbon အကြောင်းပြောပြမယ်ဒီပေါ်မှာရှိနေတဲ့ဒီဘားတန်းကိုကြတော့ဆရာတို့က title bar လို့ခေါ်တယ်เนาะဒီ title bar မှာဒီမှာဆရာတို့ file name ရှိမယ် file ရဲ့ခေါင်းစဉ်ရှိမယ်အဲ့ title bar ရဲ့ဒီဘက်ဘေးမှာကြတော့ close လုပ်တယ် minimize လုပ်တယ် maximize လုပ်တဲ့ function တွေရှိမယ်ပြီးလို့ရှိရင်ဒီဘက်ဘေးမှာကတော့ quick access toolbar ရှိမယ်เนาะ customize quick access toolbar ရှိမယ် pointer တင်လိုက်တာနဲ့ဆရာတို့က2စက္ကန့်လောက်နေရင်ဘယ် tool ကတော့ဘယ်လိုခေါ်တယ်ဆိုတဲ့အခေါ်အပေါ်လေးကိုသူက dialog box လေးနဲ့ပြပေးတယ်မယုံလို့ရှိရင်ဆရာတို့ကဒီမှာတစ်ခုခုပေါ်မှာ pointer လေးတင်ကြည့်လိုက်2စက္ကန့်လောက်နေ justify ဆို justify ပေါ့နော်အခေါ်အပေါ်လေးကိုပြပေးတယ်ပေါ့နော်အဲ့တော့အခုဒီမှာဆရာတို့ကinsert ဆိုရင်လည်း insert ပေါ်ကိုထောက်ရင် insert နဲ့ပတ်သက်တဲ့အောက်ကပါဝင်တဲ့ content လေးတွေပြောင်းသွားမယ် draw ဆိုလို့ရှိရင်လည်း draw ကိုထောက်လိုက်ရင် draw နဲ့ပတ်သက်တဲ့ဟာလေးတွေပေါ်လာမယ် design ဆိုလို့ရှိရင် design နဲ့ပတ်သက်တာလေးတွေ layout ဆိုရင် layout နဲ့ပတ်သက်တာလေးတွေပေါ်လာမယ်ဒါကတော့ version အသစ်တွေပေါ့ version အဟောင်းတွေမှာကျတော့ဆရာတို့က home ရဲ့ insert ရဲ့ပြီးလို့ရှိရင် page layout ဆိုပြီးတော့လာရင်လာလိမ့်မယ်เนาะ page layout နဲ့home ရဲ့ insert ရဲ့ page layout ရဲ့အဲ့လိုမျိုးလာရင်လာမယ်သို့မဟုတ် home insert design layout ဆိုပြီးတော့လည်းဖွဲ့ပြီးလာရင်လာမယ်ဒါပေမဲ့သဘောတရား function တွေအားလုံးဟာအတူတူပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဆရာတို့ကအခုဒီမှာနှိပ်လိုက်ရင်နှိပ်လိုက်တဲ့အတိုင်းတာအတိုင်းဒီက menu အတိုင်းအောက်မှာပြောင်းလဲသွားတဲ့အရာလေးတွေရှိမယ်အဲ့ဒီပြောင်းလဲသွားတဲ့ function လေးတွေစုစည်းထားတဲ့အစုအဝေးကြီးတစ်ခုလုံး ribbon လို့ခေါ်မယ်နော်အဲ့ဒီသင်ခန်းစာမှာတော့ ribbon အကြောင်းကိုပြပြမှာပေါ့အဲ့တော့ဆရာတို့ကဒီမှာဒီလိုဆုံးဒီကောင်ကိုမြင်ကွင်းလေးတစ်ချက်ကျင်းကြည့်လိုက်မယ်အဲ့လိုမြင်ကွင်းကျင်းလိုက်ပြီဆိုတာနဲ့ ribbon လေးကလည်းသေးသွားတာကိုတွေ့ရမယ်နော်ဒီမှာမြင်ကွင်းကျင်းသလားအဲ့ ribbon လေးကလည်း style size မျိုးပြောင်းလဲလေးနဲ့ပြသွားတာကိုတွေ့ရနော်ဒါဆိုရင်ပျောက်သွားမယ်ပေါ့နော်အဲ့တော့မြင်ကွင်းကိုဆရာတို့ကပြန်ချဲလိုက်ဟောဒီမှာဒီ time မှာလည်းဆရာတို့က insert တို့ draw တို့နှိပ်ကြည့်လိုက်လေသူနဲ့သက်ဆိုင်တဲ့ function တွေကိုဆရာတို့ကဟိုရအောင်သူပြပေးထားတယ်ပေါ့ synchronize သေးရင်သေးသလောက်ဒီဘက်ဘေးကများလေးကိုနေပြီးတော့ဒီမှာလိုအပ်တဲ့ဟိုဘက်ရောက်နေတဲ့ tool တွေကိုဆရာတို့ကလှမ်းခေါ်လို့ရနော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဒါဟိုဖြစ်တယ်ပေါ့စင်ပြေတယ်ပေါ့သုံးရတယ်ဒီပုံလေးတွေကဒါမြင်ကွင်းလေးကိုဆရာတို့ကပြန်ချက်မယ်ပြန်ချက်ပြီးသွားလို့ရှိရင်အဲ့ ribbon လေးတွေကမှာပါဝင်တဲ့ menu လေးတွေကတစ်ခုချင်းစီက
လုံးဆောင်ချက်တစ်ခုချင်းစီကိုကိုစားပြုတယ်ပေါ့နော် home ဆိုလို့ရှိရင်ဆရာတို့ကတင်စားထားတာပေါ့နော်ဗာလဲဆိုတော့စာစီစာရိုက်အတွက်အရေးကြီးတဲ့ tool တွေ function တွေရှိတဲ့အတွက်သူ့ကို home လို့ခေါ်မယ်ဆရာတို့ရဲ့အိမ်မှာဆရာတို့ရဲ့အတွက်လိုအပ်တဲ့ဒီအင်ဂျီအဝယ်စားတွေနော်ဟိုတခြားအသုံးဆောင်ပစ္စည်းတွေရှိသလိုမျိုးပဲစာစီစာရိုက်လုပ်ဖို့အတွက်လိုအပ်တဲ့ function တွေ tool တွေအရေးပါတဲ့အရာတွေကိုစုစည်းပေးထားတဲ့နေရာမို့လို့သူ့ကို home ဆိုပြီးတော့တင်စားပြီးပြောထားတာပေါ့နော် insert ကကြတော့ဆရာတို့ရဲ့လက်ရှိ document တွေကိုထည့်မယ်ဘယ် subject မဆိုဘယ် shape ကိုမဆိုဘယ် table ကိုမဆိုဒီစာရွက်ပေါ်မှာပုံပဲထည့်ထည့် shape ပဲထည့်ထည့်ဗာလေးပဲထည့်ခြင်း insert menu လေးကနေလာထည့်မယ်စာရွက်တစ်ပြည့်ယူနေတာပဲဖြစ်ဖြစ်ဗာပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့လောလောဆယ်ဆရာတို့ကဒီမှာကာစာလေးထောက်လိုက်မယ်ကာစာလေးထောက်ပြီး enter ခေါက်လိုက်ရင်ကာစာလေးကဒီကိုရောက်မယ်ဒီစာရွက်ပေါ်မှာမိတ်တို့ပေါ်နေတဲ့အမဲကြောင်းကာစာလို့ခေါ်တယ်ဆရာတို့စာရေးလိုက်ရေးလိုက်တဲ့စာတွေရာဒီကာစာတွေကထွက်လာမယ် back space လေးနှိပ်ပြီးတော့တစ်လုံးချင်းစီပြန်ဖြတ်လို့ရတယ်နော်အဲ့တော့ table ရဲ့အောက်ကမြားလေးကိုနှိပ် insert menu ကိုဆရာချိန်လိုက်ပြီးနော် insert menu တွေကအဲ့ပြောနေနေဆရာအခုထပ်ပြောပြဖို့လိုတယ်ဒီ ribbon ဆရာတို့က hide ထားလို့ရတယ်ဘယ်လို hide ထားမလဲဆိုတော့ကြိုက်တဲ့ menu ပေါ်မှာ double click ပေါ့နော်နှစ်ချက်အမြန်နှိပ်လိုက်ရုံနဲ့အဲ့ဒီ menu လေးက hide ပြီးသားဖြစ်မယ်ဘယ်လိုပြန်ဖော်လို့ရလဲဆိုတော့တစ်ချက်နှိပ်လိုက်ရင်ပြန်ပေါ်မယ်ကိုသွားခြင်းတဲ့ menu ကိုတစ်ချက်နှိပ်လိုက်ရင်ပြန်ပေါ်မယ်စာရွက်ပေါ်ကာစာပြန်ထောက်လိုက်ရင်တော့ပြန်ပြောက်သွားမယ်ဒါ ribbon hide တာပေါ့အဲ့ ribbon မှာ hide ချင်ဘူး normal တိုင်းပြန်ထားခြင်းတော့ကြိုက်တဲ့ menu ပေါ်မှာ pointer တင်ပြီးတော့ double click ပြန်နှိပ်လိုက်အဲ့ဒါဆိုရင် तू ကမပြောက်တော့ဘူးစာရွက်ပေါ်ကာစာတင်လိုက်မပြောက်တော့ဘူးเนาะဒါ ribbon ကို hide လုပ်တာဖော်တာကိုပြောပြတာပေါ့เนาะပြီးလို့ရှိရင်ဆရာတို့ကဒီမှာကာစာလေးကိုလွတ်တဲ့နေရာလေးမှာပြန်လာထောက်ပြီး table ထဲကဒီအတုံးလေးတွေကို selection လေးပေးကြည့်လိုက်ပေါ့အဲ့ဒါဆို table လေးတစ်ခုဖြစ်သွားအဲ့လိုဒီအောက်ကစာရွက်နဲ့အပေါ်ကဒီ ribbon နဲ့ကိုနှစ်ခုအဲ့လိုချိတ်ဆက်ပြီးသုံးရတာပေါ့ဆရာတို့ပြောချင်တဲ့အဓိပ္ပာယ်ကတော့เนาะအဲ့တော့လောလောဆယ်ဒီ pointer လေးပေါ့နော်ဒီမြားလေးနဲ့ချိတ်ဆက်ပြီးသုံးတာပေါ့ pointer လေးနဲ့မသုံးညူဆိုဆရာတို့ keyboard ပေါ် order key လေးကိုတစ်ချက်ပဲနှိပ်ကြည့်လိုက်အဲ့မှာ तू ကဘယ် clone နှိပ်ကမလဲဘယ် function ကိုသုံးဖို့အတွက်ဘယ် clone နှိပ်ကမလဲဆိုတဲ့လုံးဆောင်ချက်လေးပါတယ်ဥပမာဆရာတို့က home ကိုသွားချင်တာလား insert ကိုသွားချင်တာလား home ကိုသွားချင်တယ်ဆိုဒီမှာတက်လာ1လို့ပြတာတယ်1ကိုနှိပ်လိုက်ရင် insert အခုရောက်နေတာ insert menu လေး home ကိုသွားချင်1ကိုနှိပ်လိုက်ရင်sorry home ကိုသွားတာမဟုတ်ဒါ auto save ပိတ်လိုက်တာเนาะorder key လေးပြန်ဖွင့်မယ်ပြန်ဖွင့်ပြီး home ကိုသွားခြင်းသူကဒီမှာ1မဟုတ်ဘူးเนาะဒီမှာ h လို့ပြထားတာเนาะအဲ့တော့ h ကိုနှိပ်လိုက်ရင် home ကိုရောက်မယ်အဲ့ဒီ home ထဲမှာမှဒီမှာ font size တီးချင်တာလုံးဆောင်ချက်လေးတွေကိုဆရာတို့ကဒီမှာကိန်းကနန်းလေးနဲ့လာရွေးလို့ရတယ်เนาะနောက်ထပ် order key လေးနောက်တစ်ချက်ပြန်နှိပ်လိုက်မယ်ဆိုရင်ပြန်ပြောက်သွားမယ် order key နောက်တစ်ချက်ပြန်နှိပ်လိုက်ရင်ဘယ် menu ကိုသွားမလဲဆိုပြီးဆရာတို့ထပ်ရွေးလို့ရတယ်လေးယောက်ထဲကိုသွားခြင်း p ကိုနှိပ်ဆိုတော့ p ကိုနှိပ်လိုက်ရင်လေးယောက်ထဲကို auto ရောက်သွားမယ်အဲ့ထဲမှာဆရာတို့က margin ကိုသွားခြင်း m ကိုထပ်နှိပ်မယ်ပြီးတော့မှ arrow key down arrow key လေးနှိပ်ပြီးတော့ marginဘာညာပေါ့အဲ့လိုရွေးရုံပဲဒီ margin တွေပါတယ်အကြောင်းအောင်နောက်ကြရင်ပြောပြမယ်เนาะအဲ့တော့ margin ကိုဆရာတို့က normal အတိုင်းပဲပြန်ထားလိုက်မယ်အဲ့တော့ဒီ mouse နဲ့ pointer နဲ့ပဲသွားအခုလိုမျိုး ribbon ကို order key လေးနှိပ်ပြီးပဲသွားအတူတူပဲပေါ့เนาะဒီ ribbon ထဲမှာပါဝင်တဲ့ menu တွေကိုဆရာတို့ကကြိုက်သလိုစီမံလို့ရတယ်เนาะအဲ့တော့ ribbon မှာထူးခြားချက်လေးတစ်ခုဖြစ်သွားမယ်ဆရာတို့ table ဆွဲလိုက်တဲ့အခါမှာ table design ရဲ့ table layout ရဆိုပြီးနောက်ထပ် menu နှစ်ခုထပ်တိုးလာတာတွေ့ရအဲ့ဒီကာစာလေးကို table ရဲ့အပြင်ကိုပို့လိုက်ရင်တော့အဲ့ menu လေးကပျောက်သွားပြီးတော့ table ထဲကိုပြန်ထည့်လိုက်ရင်တော့ဒီနှစ်ခုပြန်ထွက်လာเนาะအဲ့ဒါဒီ table ကိုစီမံတဲ့ဟာပေါ့ပြောရမယ်ဆိုလို့ရှိရင်အဲ့အတွက် ribbon မှာပါဝင်တဲ့ function တွေတိုင်းဟာ menu နဲ့သက်ဆိုင်တယ်အဲ့ဒီ menu ကလိုသလိုဆရာတို့ကသူ့ရဲ့ function တွေကိုအတိုးချက်ဆရာတို့စီစဉ်လို့ရတယ်ဘယ်လိုစီစဉ်မလဲဆိုတော့ file ထဲကနေပြီးတော့ option ကိုလာလိုက်เนาะအဲ့ဒီ option ကနေပြီးတော့မှတစ်ဆင့်အဲ့ဒီမှာ customize ribbon ဆိုတာလာမယ်အဲ့ customize ribbon မှာ home မလို့ခြင်းအမှန်ချစ်လေးဖြောက်ပြီးတော့ okay နှိပ်လိုက်ရုံနဲ့ home ဆိုတဲ့ menu ကြီးလုံးဝပြောင်းနေမယ်ဟုတ်တယ်เนาะအဲ့လိုပြောင်းသွားပြီဆိုပြန်ပေါ်ခြင်း file ထဲကနေပြီးတော့ option ဆိုတာလေးတွေကိုထပ်လာမယ်ကွာလာပြီးသွားလို့ရှိရင် customize ribbon လေးကိုပြန်လာပြီးတော့ home ဆိုတာလေးကိုအမှန်ချစ်ပြန်ချစ်ပြီး okay နှိပ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီ home ဆိုတဲ့ menu လေးပြန်ပေါ်လာမှာဖြစ်တယ်เนาะအဲ့အတွက်ဆရာတို့ကဒီလုံးစုံချက်လေးတွေသင်ခန်းစာလေးတွေကိုနားလည်မယ်လို့ထင်ပါတယ်နားလည်ပြီဆိုလို့ရှိရင်နောက်ထပ်သင်ခန်းစာလေးတွေကိုနောက်သင်ခန်းစာတွေကိုထပ်ပြီးတော့လေ့လာမယ်เนาะအဲ့တော့ဒီသင်ခန်းစာမှာတော့ဆရာဒီလောက်နဲ့ရပ်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်